ကြောင့်ကျွန်တော်ခံတဲ့လူပြောတဲ့လူတွေကိုတနာတယ်ညင်တို့နိုင်ငံကြောင်းမထွက်ဘူးလို့တနာတယ်ထွက်ဘူးတဲ့လူဆိုဒီစကားမပြောဘူးနော်ထွက်ဘူးတယ်လို့ပြောရင်ဒီစကားလုံးဝထွက်မလာဘူးတချို့ရလေနိုင်ငံကြောင်းကိုကျွန်တော်ခံတယ်တဲ့ပြောကြရင်နော်အဲ့မဲ့ကြည့်တာအဲ့မှာနင်းလားမြန်မာနိုင်ငံမှာဒုက္ခလာတာဘယ်လောက်ပေးနေတာလဲကြည့်လိုက်လေမြန်မာနိုင်ငံမှာခုပေးတဲ့စိတ်ကို9000ကျော်ပဲပေးတာနော်9000ကျော်ပဲအခုဒီထိုင်းမှာပဲပြောမယ်နော်ကျွန်တော်နိုင်ငံတွေမပြောဘူးထိုင်းမှာဘယ်လောက်ပေးတယ်လဲစရဲလုံအားကားကိုနော်တရက်လုံအားကားကိုထိုင်းမှာမြန်မာငွေ9000ကျော်ရတယ်နော်9000ရတယ်တရက်ကိုနော်ဟိုမှာက9000ကျော်ပဲရတယ်ဒါပေမဲ့ကုန်စည်နှုန်းကကွာသလားမေးကွာတယ်ဆိုရင်တော့မပြောလို့ဘာလို့ဆိုကုန်စည်နှုန်းကွာလို့နေဒေးကြီးကွာတယ်ဆိုရင်တော့လက်ခံလို့ရတယ်အခုကုန်စည်နှုန်းကွာတာမမေးတယ်နော်ဟောဒီမဲ့ထိုင်းမှာဒါကြောက်တလို့9ဘတ်ပဲပေးရတယ်9ဘတ်မြန်မာငွေဘယ်လောက်လဲသိလားမြန်မာငွေမှနော်600ကျော်ပဲရှိတယ်မြန်မာရောခုကြောက်တလို့ဘယ်လောက်လဲမြန်မာပြည်မှာကျန်တဲ့ကုန်စည်နှုန်းမတွန်းတယ်ကုန်စည်နှုန်းတူပဲခုမြန်မာပြည်နဲ့ထိုင်းနဲ့ကုန်စည်နှုန်းကတူပြီးလောက်ခဏသာကွဲနေတယ်လေကွဲနေတာဖြစ်တဲ့အတွက်ဒီနိုင်ငံကိုဒီထိုင်းကိုလာကြပြီပေါ့ဒါနိုင်ငံခြားကိုကြုံခံတယ်လို့ပြောနေတဲ့သူတွေအဲ့မဲ့ကြီးလိုက်အဲ့မှာနော်လောက်ခဏသာတရက်ဒေးကြီးကိုကွာနေတာကွာနေတာကိုကုန်စည်နှုန်းကွာတယ်ဆိုရင်တော့လက်ခံလို့ရတယ်ဟုတ်တယ်မလားခုကုန်စည်နှုန်းကမကွာဘူးကုန်စည်နှုန်းကခုအချိုးညီကြထိုင်းနဲ့ဒီနဲ့ကုန်တူးနေတာအဲ့ဘယ်လိုလုပ်မှာတော့အဲ့ဒါကြုံခံတဲ့လူတွေဒီတော့ကြုံခံတယ်ပြောနေတာကွာတယ်နော်ထိုင်းကိုနိုင်ငံခြားကိုလာတယ်ဆိုတာအလကကျွန်းဝခံတာမဟုတ်ဘူးအဲ့လိုတွေကွာကြလို့ထွက်ကြတာတိနာကျွန်းဝခံတာလားခုစက်ရုံမှာလုပ်တဲ့လူတွေလည်းအလုံးလုံးနေတာပဲဒီထိုင်းကိုလာတဲ့လူတွေကလည်းဒါအလုံးလုံးကိုလာတာပဲနော်ညီတို့ကကိုမရောက်တိုင်းသူများကိုကျွန်းခံတယ်ပြောနေကြတာညီတို့ကမရောက်တာကိုမရောက်လို့အဲ့လိုစကားပြောတာပေါ့တကယ်ပါ